အယောင်အသွေးခွဲခြားရခက်တဲ့မွေတကောင်ကိုစစ်ဆေးလေ့လာခဲ့ပြီးအဲ့ဒီမွေကြောင့်ပဲအသက်ဆုံးရှုံးခဲ့ရပေမယ့်နောက်ဆုံးအချိန်အထိထိုမွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမှတ်တမ်းတင်သွားခဲ့သူအမေရိကန်နိုင်ငံရဲ့ထိပ်တန်းတရိတ်ဆန်ဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ Carl Berson Schmidt ဟာအယောင်အသွေးခွဲခြားရခက်တဲ့မွေတကောင်ကိုစစ်ဆေးလေ့လာခြင်းကနေအဆိုပါမွေရဲ့ကိုက်ခဲမှုကြောင့်သေဆုံးခဲ့ရပါတယ်။သိပ္ပံပညာရှင်တွေအတွက်သီးလိုစိတ်ဆိုတာဘယ်လောက်ထိအရေးပါလဲဆိုတာကိုဒီဖြစ်စဉ်ကိုကြည့်ရင်းနဲ့လည်းပုံမသိရှိနိုင်ပါတယ်။လူတိုင်းအတွက်တော့လူအသက်ဆိုတာတန်ဖိုးရှိခဲ့ပေမဲ့ခါတို့လိုသီးလိုစိတ်ပြင်းပြတဲ့သိပ္ပံပညာရှင်တွေအတွက်တော့သူတို့ရဲ့အသက်ထက်တောင်မှအဲ့ဒီသီးလိုစိတ်ကပိုပြီးတော့တန်ဖိုးရှိနေနိုင်ပါတယ်။ဖြစ်စဉ်ကတော့1958ခုနှစ်စက်တင်ဘာလ25ရက်နေ့မှာခါချမစ်ဟာချီကာဂိုမြို့က Field Museum မှာအလုပ်ရှုပ်နေခဲ့တာပါသူဟာလင်ကွန်ဖက်တရိတ်ဆန်ယုံကသူ့စီကိုပို့ဆောင်လာတဲ့မွေတကောင်ကိုစစ်ဆေးလေ့လာနေခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါမွေကအကောင်ပေါက်လေးသာရှိသေးပြီးအယောင်သွေးကလည်းခွဲခြားရခက်နေခဲ့ပါတယ်။သူကတော့ဒါကိုအာဖရိကတိုက်ကဘွန်စလန်မွေလို့တန်တရားရှိခဲ့ပေမယ့်အကောင်သေးလေးမို့အန္တရာယ်မရှိလောက်ဘူးဆိုပြီးပေါ့ပေါ့ဆဆယူဆခဲ့မိပါတယ်။သူရဲ့တသက်တာအတွေ့အကြုံအပေါ်မှာယုံကြည်မှုအပြည့်နဲ့ချမစ်ဟာမွေကိုကင်တွဲစစ်ဆေးနေတော့မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။မွေဟာမျက်စိတမိတ်အတွင်းမှာသူ့ရဲ့ဘယ်ဘက်လက်မကိုလှည့်ပေါက်လိုက်ပါတယ်။ဒီလိုအကိုက်ခံရမှုကြောင့်သွေးဆိုးရုံဒဏ်ရာလေးတစ်ခုသာရခဲ့တာပါ။ဒါပေမဲ့ချမစ်ရဲ့ကံကြမ္မာအလှည့်အပြောင်းလို့ဆိုရမလားပဲ။သူဟာဆေးရုံကိုမသွားခဲ့ပါဘူး။အဲ့ဒီခေတ်ကဘွန်စလန်မွေရဲ့စိတ်ကလူကိုသိစေနိုင်တယ်လို့မယူဆထားကြသလိုမွေကလည်းအကောင်ပေါက်လေးမို့အစိတ်မရှိတော့ဘူးလို့သူယုံကြည်ခဲ့လို့ဖြစ်ပါတယ်။ဒါကြောင့်မလို့သူဟာဒီအကိုက်ခံရမှုကိုစိတ်ဝင်စားစရာအတွေ့အကြုံတစ်ခုအဖြစ်သာသတ်မှတ်ပြီးမွေစိတ်ရဲ့တရားမှုကိုသူ့ကိုယ်သူစမ်းသပ်ဖို့ဆုံးဖြတ်လိုက်တာပါ။သူဟာအိမ်ပြန်တဲ့ရထားပေါ်မှာသူ့ရဲ့တင်မင်းမှတ်တမ်းကိုစတင်ရေးသားခဲ့ပါတယ်။စက်တင်ဘာ25ညနေ4:30မှ9:30ပြုတ်အံခြင်းတလို့ခန်းစားရတယ်။ဒါပေမဲ့အန်တော့မအံဘူး။ရထားစီးပြီးမြို့စင်ချေပုံကအိမ်ကိုပြန်လာခဲ့တယ်။ညနေ9:00ခွဲမှ6:00ခွဲချမ်းတုံလာပြီးအဖျားတွေတက်လာတယ်။ည9:00မှာတဖုံးတွေကနေသွေးဆယူလာတယ်။အဲဒီနောက်မှာတော့သူဟာညစာစားပြီးအိပ်ယာဝင်ခဲ့ပါတယ်။မနက်မိုးလင်းရင်ပျောက်သွားမယ်လို့မျှော်လင့်ခဲ့ပေမယ့်တကယ်တမ်းမှာတော့မွေစိတ်ဟာသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကသွေးကြောစနစ်ကိုဖျက်ဆီးပစ်နေပြီလေဖြစ်ပါတယ်။နောက်တနေ့မနက်စက်တင်ဘာလ26ရက်နေ့မှာတော့အခြေအနေကအလွန်ကိုဆိုးရွားလာခဲ့ပါတယ်။မနက်6:00ခွဲစီးသွားတဲ့အခါသွေးတွေပါလာပြီးနှာခေါင်းနဲ့ပါးစပ်ကနေလည်းသွေးတွေယိုစီးကျလာခဲ့ပါတယ်။နေ့လယ်1:30အစာစားပြီးတဲ့နောက်မှာအန်နဲ့နှာခေါင်းနဲ့သဖုံဦးလန်းချောင်းတွေကနေတဆင့်သွေးထွက်လွန်လာခဲ့ပါတယ်။ဒီမှတ်တမ်းတွေကိုတော့သူကသိပ္ပံပညာရှင်ပြီးအလွန်တည်ငြိမ်စွာနဲ့ရေးသားခဲ့တာလည်းဖြစ်ပါတယ်။နေ့လယ်ပိုင်းမှာသူ့မိန်းမကိုဖုန်းဆက်ပြီးငါအဆင်ပြေပါတယ်လို့ပြောခဲ့ပါသေးတယ်။ဒါပေမဲ့ညနေ3:00လောက်မှာတော့သူရုတ်တရက်မူးလဲကျသွားခဲ့ပါတယ်။ဆေးရုံကိုအမြန်ပို့ဆောင်ခဲ့ပေမယ့်အသက်68နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ကားချမစ်ဟာညနေပိုင်းမှာပဲကွယ်လွန်သွားခဲ့ရပါတယ်။သူရဲ့ခန္ဓာကိုယ်ကိုရှင်ခွဲစစ်ဆေးချက်တွေအရသူဟာကိုရင်းကလေးစားအများပြားနဲ့အဆုတ်ထဲမှာသွေးထွက်လွန်နေပြီးသေဆုံးခဲ့ရတာဖြစ်ပါတယ်။သူ့ကိုကိုက်ခဲတဲ့မွေဟာတကယ်ကိုဘွန်စလန်မွေအစစ်ဖြစ်ခဲ့ပြီးသူ့ရဲ့အစိတ်ဟာသွေးမတိတ်အောင်ပြုလုပ်နိုင်စွမ်းရှိကြောင်းကိုချမစ်ရဲ့အသက်နဲ့ရင်းပြီးသိရပြီးမှကဘာကလက်တွေ့သိရှိခံစားလိုက်ရတာဖြစ်ပါတယ်။ Carl Berson ချမစ်ချန်ထားခဲ့တဲ့သိစေနိုင်တဲ့မွေစိတ်အကြောင်းကိုယ်တိုင်ရေးမှတ်တမ်းဟာဆေးပညာလောကအတွက်တန်ဖိုးမဖြစ်နိုင်တဲ့အချက်လက်တွေဖြစ်လာခဲ့ပါတယ်။ဒီမှတ်တမ်းဟာဘွန်စလန်မွေစိတ်ဖြည့်ဆည်းတီထွင်နိုင်မှုမှာအရေးပါခဲ့ပြီးနောက်ပိုင်းမှာတော့ဖြည့်စိတ်ကိုတီထွင်နိုင်ခဲ့ကလူပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ချမစ်ကတော့တည်ဆုံးချိန်အထိဘောပင်ကိုမချပဲသိပ္ပံပညာအတွက်မှတ်တမ်းတင်ပေးသွားခဲ့တဲ့စစ်မှန်တဲ့ပညာရှင်တဦးအဖြစ်သမိုင်းကျန်ရစ်နေခဲ့တာပဲဖြစ်ပါတယ်။